ငါးမန်းကြီးကဘုံခလုတ်ကိုနှိပ်လိုက်ပေမဲ့ပောက်ကွဲတံလုံးဝမကြားရဘူးတကယ်တော့စိတ်ပီလူးကဝါယာကျိုးတွေကိုကျိုးဖြတ်ထားခဲ့တာပါပြီးတော့ငါးမန်းပီလူးကိုစိန်ခေါ်လိုက်တယ်နဘန်းချန်ပီယံဖြစ်တဲ့ငါးမန်းပီလူးကမရေပဲမနေနိုင်ခဲ့ဘူးဒါပေမဲ့စိတ်ပီလူးကသူ့ရဲ့မျိုးရိုးကိုထုတ်ဖော်လိုက်တယ်ပရိသတ်တွေအားလုံးအံ့အားသင့်သွားကြတယ်တကယ်တော့ဒီစိတ်ပီလူးလေးကဒဏ္ဍာရီလာသူ့ရဲ့ကောင်းကြီးရဲ့တားဖြစ်နေတာပါဒီသတင်းကိုကြားတော့ပွဲကြည့်စဉ်တစ်ခုလုံးအားပေးတံတွေနဲ့ဆူညံသွားတယ်ငါးမန်းပီလူးကလည်းပွဲကိုချက်ချင်းသဘောတူလိုက်တယ်ဒါပေမဲ့သူကအချက်တစ်ခုထပ်ထည့်လိုက်တယ်ရှုံးတဲ့သူကနဘန်းလောကကနေအပြီးတိုင်ထွက်သွားရမယ်ဆိုတာပါပဲပြန်လဲထိုးတက်ဖို့ပြင်ဆင်မှုတွေတရားဝင်စတင်ပါတော့တယ်မြို့သူမြို့သားတွေကစိတ်ပီလူးအတွက်လေ့ကျင့်ရေးကွင်းတစ်ခုစောက်ပေးကြတယ်အစပိုင်းမှာတော့သူပထမဆုံးစိန်ခေါ်မှုကိုတော့မကြော်ဖြတ်နိုင်ခဲ့ဘူးဒါပေမဲ့သူအရှုံးမပေးဘဲနေရောညပါလေ့ကျင့်ခဲ့တယ်သူလဲကျသွားတဲ့အခါပြန်ထတယ်မအောင်မြင်တဲ့အခါထက်ကြိုးစားတဲ့နောက်ဆုံးတော့သူစိန်ခေါ်မှုအလုံးကိုအောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့တယ်။ပွဲကျင်းပမဲ့နေ့မှာစိတ်ပီလူးလေးကကြိုးဝိုင်းတဲ့ကိုခန်းများစွာရှောက်လန်းလာတယ်။သူ့ရဲ့ခြေလမ်းတွေကယုံကြည်မှုတွေနဲ့ပြည့်နေတယ်။ဒါပေမဲ့ငါးမန်းရဲ့ခါပေါ်ကတောက်ပနေတဲ့ချန်ပီယံခါဘက်ကိုမြင်လိုက်ရတဲ့အခါသူ့စိတ်တွေရုတ်တရက်တုန်လှုပ်သွားတယ်။သူ့ဖေရဲ့ပုံရိပ်ကသူ့စိတ်ထဲမှာပေါ်လာတယ်။ကံကောင်းစွာနဲ့ပဲဝင်းနီရဲ့အားပေးမှုကြောင့်သူပြန်အာရုံစိုက်နိုင်ခဲ့တယ်။ပထမအခြေစတင်ပါပြီးစိတ်ပီလူးကထူးခြားတဲ့ခြေလမ်းတွေကိုသုံးလိုက်တော့ငါးမန်းပီလူးသူ့အနာကိုမကတ်နိုင်ခဲ့ဘူး။ဒါပေမဲ့ပွဲနားချိန်မှာတော့ငါးမန်းပီလူးရဲ့နီးပြကဖြူဟာတစ်တစ်ခုထုတ်လိုက်တယ်။ဒုတိယအချီမှာငါးမန်းပီလူးကစိတ်ပီလူးရဲ့ခြေလမ်းတွေကိုအတုခိုးလိုက်တယ်။သူကပြိုင်ဘက်ရဲ့လှုပ်ရှားမှုတွေကိုတေချာလေ့လာထားခဲ့တာပဲ။တဖြည်းဖြည်းနဲ့စိတ်ပီလူးအနှိတ်ခံလာရတယ်။ကောင်မလေးကသူ့ကိုအရှုံးပေးစေချင်ပေမဲ့စိတ်ပီလူးကလက်မခံခဲ့ဘူး။သူ့အဖေကိုစိတ်မပြတ်စေချင်ဘူး။သူ့အခွင့်အရေးတစ်ခုကိုစုပ်ကိုင်လိုက်တယ်။ငါးမန်းရဲ့လက်တံကိုဖမ်းဆွဲပြီးကျိုးဝိုင်းတိုင်မှာအမြန်ချီလိုက်တယ်။ပြီးတော့အရေးကြီးတဲ့နေရာကိုပြန်ကန်လိုက်တယ်။ငါးမန်းကြီးမလုံနိုင်ခင်မှာစိတ်ပီလူးလေးကကျိုးဝိုင်းတိုင်ပေါ်တက်လိုက်ပြီးလေထဲကနေအပိသက်တိုက်ကွက်နဲ့ပွဲကိုအဆုံးသတ်ဖို့ပြင်ဆင်လိုက်တယ်။ဒါကိုမြင်တော့ငါးမန်းကြီးကြောက်သွားတယ်။ထိတ်လန့်တကြားနဲ့ကျိုးဝိုင်းအောက်ကလက်နက်တစ်ခုကိုကောက်ယူလိုက်တယ်။နောက်တစ်စက္ကန့်မှာသူတို့နှစ်ယောက်မျက်နှာချင်းဆိုင်တိုက်မိပြီးနှစ်ယောက်လုံးမြေပြင်ပေါ်လဲကျသွားတယ်။ငါးမန်းပီလူးကအရင်ထလာပြီးသူနိုင်ပြီလို့ထင်နေတော့မှပဲစိတ်ပီလူးလည်းပြန်ထလာတယ်။သူ့ရဲ့ပေါ်ပါတဲ့ခန္ဓာကိုယ်ကိုတုံးပြီးငါးမန်းပီလူးကိုကိုဆွဲတီတွန်းလုပ်ပြီးရုတ်တရက်အားကုန်တုံးကငါးမန်းပီလူးကိုကျိုးဝိုင်းအပြင်ဘက်လွှင့်ပစ်လိုက်တယ်ငါးမန်းပီလူးကပြန်တိုက်ခိုက်ဖို့ကြိုးစားတဲ့အခါစိတ်ပီလူးကလေပေါ်ကိုခုန်တက်လိုက်ပြီးအသေးသက်ကွက်တစ်ခုကိုအသုံးပြုလိုက်တယ်ပီလူးနှစ်ကောင်ရဲ့နောက်ဆုံးတိုက်ပွဲမှာတော့ငါးမန်းပီလူးကစိတ်ပီလူးရဲ့အောက်မှာပြီးမိသွားပြီးမလုံနိုင်တော့ဘူးဒီလိုနဲ့ပဲစိတ်ပီလူးလေးကပွဲကိုအနိုင်ရသွားတယ်ပရိသတ်တွေစီကစူညံတဲ့အားပေးတံတွေထွက်ပေါ်လာတယ်သူနဲ့ဝင်းနီတို့သူတို့ရဲ့နဘန်းကျိုးဝိုင်းကိုနောက်ဆုံးတော့ကာကွယ်နိုင်ခဲ့ပါပြီ